မင်္ဂလာပါခင်ဗျာဒီနေရာကတော့ထိုင်းနိုင်ငံတလာထိုင်းဈေးကြီးရဲ့အနောက်ဘက်ခြမ်းမှာရှိတဲ့တပားရစ်ဈေးကြီးပဲဖြစ်ပါတယ်ဒီဈေးကတော့တပားမှာကြာတာပရိနှစ်တရက်သာဖွင့်တာမို့လို့ကျွန်တော်တို့မြန်မာပြည်သားအများစုကကြာတာပရိဈေးလို့ခေါ်ကြပါတယ်ဒီဈေးထဲမှာဆိုရင်လူသုံးကုန်ပစ္စည်းများလက်စစ်ပစ္စည်းများဆောက်လုပ်ရေးပစ္စည်းများအဝတ်အထည်နဲ့ရှေးဟောင်းပစ္စည်းများကိုတနေရာထဲမှာပဲစုံစုံလင်းလင်းနဲ့အများကြီးကိုတွေ့ရပါတယ်ဈေးဖွင့်ချိန်ကတော့ညနေ4 နာရီလောက်ကနေပြီးတော့ည7 နာရီလောက်အထိကိုရောင်းချပေးကြပါတယ်ကျွန်တော်ဗီဒီယိုရိုက်တဲ့အချိန်ကညနေ4 နာရီဆိုင်တွေစဖွင့်နေတော့မို့လို့ဈေးဝယ်သူများကလည်းမစီကားသေးပါဘူးညနေ9 နာရီခွဲ6 နာရီလောက်ဆိုရင်တော့လူတွေအရန်ကိုများပြီးအရန်ကိုစီကားလာပါတယ်ကျွန်တော်တို့မြန်မာပြည်သားတွေလည်းအများကြီးလာတာကိုတွေ့ရပါတယ်ခင်ဗျာဒီဈေးကြီးရဲ့ဒီနေရာ location ကိုလည်းဒီဗီဒီယိုရဲ့အောက်က description မှာလည်းချထားပေးပါမယ်ဒီဈေးရဲ့အကျယ်အဝန်းကတော့ဘောလုံးကွင်း၄ကွင်းစာထက်ကိုပိုပြီးကျယ်မယ်လို့ခန့်မှန်းရပါတယ်ကျွန်တော်အနေနဲ့ဗီဒီယိုမရိုက်လိုက်ရတဲ့ဆိုင်တွေလည်းအများကြီးကိုကြံနေပါသေးတယ်ဒီနေရာကတပားရစ်ပစ္စည်းတွေအပြင်ကိုစားစရာဈေးတန်းကြီးလည်းရှိပါတယ်
မရောက်ဖူးသေးတဲ့တငယ်ချင်းများအနေနည်းရင်သွားဆန်းကြည့်ပါနော်ရောက်ဖူးတဲ့တငယ်ချင်းများကလည်းအတွေ့အကြုံကိုကွန်မန့်မှာရေးသွားပေးလို့ရပါတယ်ဒီဗီဒီယိုကိုအဆုံးထိလိုက်ပါကြည့်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်ခင်ဗျာ